Hello everyone ကျွန်တော်တို့ Forever Ghana program ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့အခုကျွန်တော်တင်ဆက်ပေးမှာကတော့ Southampton ကိုရှုံးသွားပြီးတဲ့ပွဲအပြီးမှာ Mikel Arteta press conference မှာဘာတွေပြောကြားခဲ့သလဲဆိုတာကိုတင်ဆက်ပေးမှာဖြစ်ပါတယ်Southampton ရှုံးပြီး FA Black Final ကနေထွက်ခွာပြီးနောက်တဲ့ကျွန်တော်တို့ကဘယ်သူပဲဝါဖြစ်တယ်ဆိုတာကိုပြသရတော့မယ် Champion League နဲ့ Premier League ဘက်ကိုအာရုံစိုက်ရင်ပြန်လှည့်ရင်ကျွန်တော်တို့ခွားတွေပြန်လဲတည်ဆောက်ရမယ်ဆိုပြီးတော့ Mikel Arteta ကပြောကြားလိုက်တာဖြစ်ပါတယ်စိတ်မေရီကွင်းမှာကစားခဲ့တဲ့အဆိုပါပွဲစဉ်မှာ Ross Stewart နဲ့ Sheer Charles တို့ရဲ့ဂိုးတွေကြောင့် Southampton က2ဂိုးတကူနဲ့အနိုင်ရရှိပြီး Arsenal အတွက်ခြေပါဂိုးတော့ Victor Gyökeres ကခြေပါဂိုးသွင်းပေးခဲ့တာဖြစ်ပါတယ်သူကနှစ်ခုစလုံးအတွက်အရေးကြီးဆုံးကာလအချိန်ကိုရောက်နေပါပြီရာသီတစ်ခုရဲ့ခက်ခဲတဲ့အချိန်မျိုးမှာကျွန်တော်တို့ဘယ်လိုအရာတွေနဲ့တိဆောက်တယ်ဆိုတာကိုပြသရမယ့်အချိန်ဖြစ်တယ်လို့ကျွန်တော်တို့ကဘယ်သူဘယ်ဝါတွေဆိုတာကိုလည်းပြသရမယ့်အချိန်လို့လည်းပြောကြပါပါတယ်ဆက်လက်ပြီးတော့တကယ်တော့ကျွန်တော်တော်တော်လေးစိတ်ပြတ်မိပါတယ်တဲ့ဝန်ဘလီနောက်တစ်ခေါက်ပြန်သွားချင်ပေမဲ့အခုတော့ဒီလိုဖြစ်မလာခဲ့ဘူးဒါကြောင့်ပထမအဆုံးအနေနဲ့ Southampton ကိုဂုဏ်ပြုချင်ပါတယ်တဲ့ဒီလိုမျိုးပေါ့နော် Southampton ကိုဂုဏ်ပြုချင်ပါတယ်ဆိုတာ Champion League မှာတော့ဘိုးဆွဲဖို့ရေပန်းစားနေတဲ့အတင်းတစ်တင်းကိုအနိုင်ကန်ပြခဲ့တယ်ပေါ့နော်ကြစ်လစ်လစ်နဲ့တီဆောက်သွားပြီးတော့အတင်းကိုတီဆောက်သွားပြီးကျွန်တော်ပြောသလိုပဲကျွန်တော်ပွဲချုပ်သုံးသက်ချက်မှာခံမှန်းခဲ့သလိုမျိုးပဲ counter attack တွေကနေတွင်းသွားခဲ့တာဒီပွဲမှာကျွန်တော်တို့အသာစီးရခဲ့တဲ့အချိန်ကြီးရှိသလိုအခွင့်အရေးတွေလည်းရခဲ့ပါတယ်တဲ့ goal area အနီးနားမှာအခွင့်အရေးတွေအများကြီးရရှိခဲ့ပေမဲ့ထိအောင်မလုပ်နိုင်ခဲ့ဘူးပြီးတော့ပုံမှန်အဖြစ်ကျွန်တော်တို့ကောင်းကောင်းကာကွယ်နိုင်တဲ့ goal area တွေကအခြေအနေတွေကိုကာကွယ်ရမှာလည်းအားနည်းခဲ့ပါတယ်လို့ဆိုပါတယ်အဲ့ဒီအတွက်တန်ဖိုးတစ်ခုပေးဆက်ခဲ့ရတာပါလို့သုံးသပ်ခဲ့ပါတယ်နှစ်ဖက်စလုံးခွင့်ရေးတွေပြန်လည်ရရှိခဲ့တဲ့အဆိုပါပွဲစဉ်ပွဲကစားချိန်85မိနစ်အရောက်မှာတော့ Sheer Charles ရဲ့ဂိုးကြောင့် Southampton ကအနိုင်ရရှိသွားခဲ့ပါတယ်။ Arteta ပရိသတ်တွေကိုလည်းကျေးဇူးတင်စကားပြောရင်ဂိုး area နှစ်ဖက်စလုံးမှာကျွန်တော်တို့ပိုကောင်းအောင်လုပ်ရပါမယ်။ရာဂိုင်နှုန်းပရိသတ်တွေကိုဒီညမှာပျော်ရွှင်မှုတွေပေးခြင်းခဲ့ပေမဲ့အခုတော့တကယ်ဝမ်းနည်းမိပါတယ်။နောက်ဆုံးစက္ကန့်အထိစူးစမ်းခဲ့ပေမဲ့မလုံနိုင်ခဲ့ဘူးတဲ့။ဒါပေမဲ့ဒါဟာဘောလုံးမှာအနိုင်ရခြင်းနဲ့ဆိုလို့ရှိရင်လှုပ်ဆောင်ရမယ့်အချက်အချို့တော့ရှိသေးပါလို့ Arteta ကနေပြီးတော့ပွဲပြီး conference မှာပြောကြားသွားတာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ